မော်ရီတာဝယ်ယူတော့မယ်ဆိုလို့ရှိရင်ဘယ်လိုအချက်လေးတွေအရင်လေ့လာပြီးဝယ်ရမယ်ဆိုတဲ့နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်ပထမဆုံးအချက်အနေနဲ့မော်ရီတာတစ်လုံးမှာ panel မျိုးစားရွေးချယ်တတ်ရပါမယ်မော်ရီတာတစ်လုံးကရုပ်ထွက်ရုံနဲ့မပြီးပါဘူးကိုလုံးမဲ့လုပ်ပုံမှာမူတည်ပြီးတော့ထုတ်လုပ်ပေးထားရရှိပါတယ်အကြမ်းအဖြစ် panel မျိုးစား၃မျိုးရှိပါတယ် IPS panel VA panel နဲ့ TN panel ဆိုပြီးရှိပါတယ် IPS panel ဒီကောင်လေးကကာလာအမှန်ဆုံးနဲ့ဖြိုးရငယ်အကောင်းဆုံးလို့ဆိုတော့ဖြိုးရငယ်ဆိုတာမော်နီတာတစ်လုံးဘယ်လောက်ထိပေးတော့ကြည့်လို့ရတယ်ဆိုတာကိုပြောတာပါ VA panel ဒီကောင် contract အလင်းအမောင်ပေါ့အကောင်ဆုံး panel ပါခုလည်းတော့မကောင်းပေမဲ့ VA panel တွေကလည်းအနည်းအောင်ကောင်းကောင်းပြပေးနိုင်တယ်ဂိမ်းချောဖို့နေခုယူဖို့ဒီကောင်လေးကအကောင်းဆုံးရွေးချယ်လို့ရပါတယ် TN panel ပေါ့သူကတော့အားလုံးနဲ့မှဈေးသက်သာဆုံးနဲ့ response time အမြန်ဆုံးပါသူတို့ရဲ့အားနည်းချက်က viewing angle နေတာကာလာလည်းတိတ်မလာဘူးเนาะဒါပေမဲ့လည်းဒီကောင်တွေ competitive game တွေကကြာလုံးဝအသေးဆွဲဖြစ်နေတာဘာလို့လဲဆိုတော့ဒီကောင်တွေက response time အရင်ကောင်းတယ်ဒါဆိုရင်အချမ်းမြင့်အနေနဲ့ panel တော့ရွေးချယ်တတ်လာပါပြီဒုတိယအနေနဲ့ resolution ရွေးချယ်ရပါတော့မယ် resolution ရွေးချယ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က sequence site ပါထည့်တွက်ရအောင်မယ်ဗျ24လက်မ site မှာဆိုလို့ရှိရင် 1080p resolution အဆင်ပြေနိုင်ပါသေးတယ်29လက်မဆိုရင်တော့ 1080p မလုံလောက်တော့ပါဘူးစလုံးတွေအနေငယ် water data ဖြစ်နေနိုင်ပါတယ်29မှာဆိုလို့ရှိရင် 4040p 2K ကိုရွေးချယ်ပြီးဝယ်ယူတင်တာအကောင်းဆုံးပါပဲ32လက်မဆိုလို့ရှိရင်တော့အနည်းဆုံး 4K quality ကိုရွေးချယ်တင်ပါတတိယအချက်အနေနဲ့ကတော့ refresh rate ပါပုံမှန် monitor တွေမှာဆိုလို့ရှိရင်တော့ 60Hz ပဲပါပြီးတော့နောက်ပိုင်းထုတ်တဲ့ monitor တွေမှာဆိုလို့ရှိရင်တော့100Hz လောက်ထိပါလာကြပါတယ်gamer တွေအတွက်ဆိုလို့ရှိရင်တော့ 1080p မှာ 120Hz လောက်တော့အနည်းဆုံးသုံးသင့်တယ်ဗျမိမိဆော့မဲ့ game သုံးမဲ့ application OS UI animation ဒါတွေကပို့ပြီးတော့ smooth ဖြစ်နေ massive တရားဖြစ်စရာလေးဖြစ်နေမှာပါ120Hz ထက်ပိုများလေးပိုချုံးမွေးလေးပါပဲဒါပြင် monitor မှာ adaptive sync ဆိုတဲ့နည်းပညာပါတဲ့ monitor တွေကပို့ပြီးတော့ smooth ဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ response time ပါ response time ဆိုတာ page တစ်ခုအရောင်ပြောင်းမှုကြာချိန်ကို millisecond နဲ့ပြပေးတာဖြစ်ပါတယ်millisecond နဲလေးကိုစင်လို့ခေါ်တဲ့ပုံရိပ်ဝါးတာတွေနဲလေးပါပဲ FPS game တွေမှာဆိုလို့ရှိရင် anime ပေါ်လာတာနဲ့တခါလေးမြင်ရမှာ second delay လည်းနဲသွားမှာ120Hz တွေ 140Hz တွေဝယ်ပြီး response time က5 millisecond 8 millisecond တွေဖြစ်နေမယ်ဆိုလို့ရှိရင် refresh rate မြင့်မြင် motion clarity မကောင်းနိုင်ဘူးကြာခေါ်ကြ game မှာဆိုလို့ရှိရင်တော့5 millisecond လည်းအဆင်ပြေပါတယ်သုံးရတာ monitor ဝယ်ရမယ်ဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ကြည့်ရမှာ contrast ratio contrast ratio ဆိုတာဘာလဲဆိုတော့အဖြူဆုံးအရောင်နဲ့အနည်းဆုံးအနက်ဆုံးအရောင်ရဲ့ကွာခြားချက်ကိုပြောပြပေးတာပါဥပမာပြောရမယ်ဆိုလို့ရှိရင်1000 ratio 1ဒါမှမဟုတ်လို့ရှိရင်3000 ratio 1မှာဆိုလို့ရှိရင်3000 ratio 1ရဲ့ကွာခြားမှုကပိုများတဲ့အတွက်အနက်ရောင်မှာပိုနက်မယ် image တွေမှာပိုပြီးတော့ deep ဖြစ်မယ်ပေါ့ဗျာချို့ game တွေမှာဆိုလို့ရှိရင်အမှောင်ထဲမှာ animation ရှိနေတာတစ်ခါလေကြားလို့ရှိရင်မမြင်ရတတ်ပါဘူးဒီလိုချိန်တွေမှာဆိုလို့ရှိရင် contrast ratio ကောင်းတဲ့ monitor တွေကမောင်နဲ့ enemy ကိုရှင်းရှင်းလင်းလင်းမြင်ရမယ် detail လည်းပို့ထွက်မယ်ဗျနှစ်ချုပ်အနေနဲ့ကတော့ IPS panel တွေကို competitive FPS game သမားတွေ graphic designer တွေ AutoCAD သမားတွေက response time မြန်တာတွေ color accuracy ကောင်းတာအဲဒါကြောင့်ရွေးချယ်ရပါတယ် single player game တွေ Honor game တွေတော့ကတော့ VA panel ကိုပိုကြိုက်တတ်ကြပါတယ်ဗီဒီယိုကြည့်ဖို့အတွက်လည်း VA panel ကိုအသုံးပြုပါဘာလို့ဒီကောင်ကdeep black ဖြစ်တဲ့အတွက်ပို့ပြီးတော့ကြည့်ရတာအဆင်ပြေပါတယ် TN panel တွေတော့ကတော့ competitive gamer တွေအတွက်အသင့်ဆုံးပါပဲဗျကျွန်တော်ပြောပြပေးသွားတဲ့အတွက်အနည်းငယ်တော့ monitor ရွေးချယ်နေမှာအထောက်အကူဖြစ်မယ်လို့တော့ထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်